စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကနေမိတ်ညမိတ်ပဲစူးစမ်းကြတယ်အဲ့ဒီထဲမှာတကယ်ဒိတ်ကျဲစီးပွားရေးလုပ်ငန်းရှင်တွေကလည်းသူတို့ရဲ့လုပ်ငန်းတွေဒီထက်ပိုပြီးတိုးတက်လာဖို့ဒီထက်ပိုပြီးအောင်မြင်လာဖို့ဒီထက်ပိုပြီးကြီးပွားလာဖို့တချို့တော့သူတို့ယင်းနှိမ့်မြုံနှံလိုက်တဲ့ငွေတွေမကျရှုံးသွားဖို့မဆုံးရှုံးသွားဖို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့နေ့စဉ်စီးပွားရေး game ကြီးကိုကစားနေတယ်လို့စီးပွားရေးလုပ်ငန်းပိုင်ရှင်အငယ်စားတော်တော်များများကလည်းမိမိရဲ့ဆိုင်လေးအရင်မပြုတ်ရေးမိမိဆိုင်မှာ customer ရရေးဝန်ထမ်းတွေမထွက်ရေးနော်ဆိုင်မှာရှိတဲ့ပစ္စည်းတွေမပြတ်ဖို့အရေးနော်ဆိုင်မှာမှားထားတဲ့ပစ္စည်းတွေရောက်ဖို့အရေးပြီးလို့ရှိရင်ဆိုင်မှာနော်ငှားထားတဲ့ဆိုင်ကန်းကလေးရဖို့အရေးနဲ့ဆိုင်ကန်းလေးဆက်ငှားနိုင်မှုအရေးကိုတောက်လျှောက်စူးစမ်းရုန်းကန်လှုပ်ရှားကြပါတယ်ဒါတွေအကုန်လုံး game တွေပဲဒီလို game တွေထဲမှာတချို့တွေကပပနဲ့နဲ့ရှိကြတယ်ကျွန်တော်ငယ်ငယ်တုန်းကမိတ်ဆွေတို့ P2 ဆိုတဲ့ PlayStation 2ဆိုတဲ့ Sony ကထုတ်တဲ့ game ကိုမိတ်ဆွေတို့ကစားဖို့လိမ့်မယ်အဲ့ဒီ game ထဲမှာကျွန်တော်တို့ cheat code လို့ခေါ်တာပေါ့နော်3ကန်4တောင်းအမြ R1 R2 L1 R2 ဘေးအောက်ဘေးပေါ်ဆိုသွေးခိုးတာပေါ့ကျွန်တော် Vice City လို့ခေါ်တဲ့ကားသကို game လေးဆော့လို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဇက်ကောင်ကိုသွေးပြန်ပြည့်စေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးခိုးပြီးတော့ကစားကြတယ်ဒီလိုပဲကျွန်တော်တို့တင်ကားခိုးတဲ့နီးတွေနော်ကျွန်တော်တို့ပတ်စံခိုးတဲ့နီးတွေရွှေခိုးတဲ့နီးအမျိုးစုံပေါ့နော်ဒီထဲမှာ cheat code တွေပါတယ်ဒီလိုမျိုးပဲတခြားသော game တွေမှာလည်းဒီလိုမျိုးcheat code ဆော့ရတာကျွန်တော်တို့ရှိပါတယ်နော်အဲ့ဒါတွေကဒီ game တွေမှာကိုယ့်ရဲ့ဇက်ကောင် character ကိုပို့ပြီးတော့အောင်မြင်စေခြင်းတွေ cheat code လေးလောက်ကြတယ်ဒီလိုမျိုးပဲဘဝမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ပို့ပြီးတိုးတက်ခြင်းနဲ့ပို့ပြီးအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီတိုင်းသွားလို့မရမိတ်ဆွေတို့ကသူများထက်ပိုကောင်းတဲ့လမ်းနဲ့သွားခြင်းသူများတစ်လန်းလန်းနှစ်လန်းလန်းမှရမယ်လို့တချို့လူတွေပြောတာကြားဘူးလေဒါပေမဲ့အဲ့လိုမျိုးမဟုတ်ပါဘူးနှစ်လန်းလန်းစရာမလိုမိတ်ဆွေသူများထက်နှစ်ဆပိုတွေးလိုက်ရင်ပိုအဆင်ပြေတယ်အဲ့တော့ဆရာကျွန်တော်တို့နှစ်ဆပိုတွေးမယ်ဆိုတော့ဘာလဲပေါ့နော်မိတ်ဆွေကျွန်တော်နှစ်ဆပိုတွေးရမယ်ဆိုတော့ဘာလဲပေါ့အဲ့တော့ဘာသာရေးပညာရေးလူမှုရေးပို့လို့ဗျာအဲ့လိုပြောလို့ကျွန်တော်ဘေးရင်ဆရာလို့မထင်ပါနဲ့ဘာသာရေးဆိုတာတခြားကြောင့်မဟုတ်ပါဘူးကျွန်တော်တို့ဒီဘာသာရေးလောက်ကြတဲ့သူတွေဘာသာရေးလိုက်စားကြတဲ့သူတွေတော်တော်များများကိုကြည့်လိုက်ရင်စီးပွားရေးကပြည့်စုံတဲ့သူတွေပုံများတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီဥပုံနေဖះเจ้าသွားတာပဲဖြစ်ဖြစ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်တို့ဗလီတက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ church တက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အဲ့မှာ network တွေရနိုင်တယ်အဲ့ဒီ network ကနေတစ်ဆင့်ပိုကောင်းတဲ့စီးပွားရေးအခွင့်အလမ်းတွေမြင်လာနိုင်တယ်မမရကျွန်တော်တို့ကထိန်တင်ငန်းကတ်တုံးကဆရာတော်ကြီးတပားကကျွန်တော်တို့စီးပွားရေး network တစ်ခုနဲ့ချိတ်ပေးခဲ့ဘူးလေအဲ့တော့ကျွန်တော်တို့တော့ဆက်ပြီးတော့မလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူချိတ်ပေးခဲ့တဲ့စီးပွားရေးတွေကလည်းကောင်းပါတယ်အဲ့တော့ဘာလို့ပြောချင်တာလဲဆိုတော့ဘာသာရေးလုပ်ရင်နော်ကျွန်တော်တို့စိတ်ကြည်တယ်စိတ်နော်လန်းဆန်းတယ်တက်ကြွတယ်ပြီးလို့ရှိရင်စိတ်ထားလေးကောင်းလာမယ်စသဖြင့်ပေါ့ပြောကြတာပေါ့အဲ့လားတွေကထားပါကျွန်တော်တို့ကဘာသာရေးလုပ်တယ်ဆိုလို့ရှိရင်ခုနပြောသလိုကျွန်တော်တို့ရဲ့နော်တွေ့နိုင်တဲ့ network ကပုံမြင့်လာနိုင်တယ်နော်ပုံမြင့်လာနိုင်တယ်ပုံမှန်ကျွန်တော်တို့ယူဒနာလူတယောက်ဖះเจ้าသွားတယ်ဗလီသွားတယ် church သွားတယ်ဆိုလို့ရှိရင် network ရခြင်းမှရမယ်မိတ်ဆွေကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့မဖြစ်မနေသွားဖို့ကိုမိတ်ဆွေကိုတိုက်တွန်းခြင်းနဲ့သွားပါပြောပါစီးပွားရေးစကားစပါနော်ဖះเจ้าလာတဲ့သူတွေတော်တော်များများအချိန်ပေးပြီးတော့လာကြတာဖြစ်တဲ့အတွက်သူတို့လည်းမိတ်ဆွေရဲ့အကြောင်းမိတ်ဆွေရဲ့နားထောင်ကြပါလိမ့်မယ်ဒါကြောင့်မို့ဘာသာရေးလောက်ပါလို့ပြောတာပါနောက်တစ်ခုကတော့ပညာရေးပါပညာရေးဆိုတော့လေကျွန်တော်တို့2016လောက်ကကျောင်းတက်ဖူးတယ်စီးပွားရေးကျောင်းအဲ့ကျောင်းမှာကျောင်းသားတယောက်ကလာပြီးတော့အားလုံးကိုစကားတွေပြောရှုံရှုံဝေအောင်ပြောကိုကြီးညီမလေးညီလေးမောင်လေးဘာညာကွကွနဲ့ပြောဆရာတွေကိုလည်းအဆင်ပြေအောင်ပေါင်းပြီးတော့အဲ့ကျောင်းသားကပဲဆရာကိုပြောတယ်ကျွန်တော်တို့ကျောင်းသားတွေလေးလိုက်ခီးထွက်ဖို့တင်တယ်အဲ့ဒါနဲ့ထိုင်းနိုင်ငံခီးစဉ်လေးစီစဉ်ပြစ်သွားတယ်ပေါ့ဗျာနော်ထိုင်းနိုင်ငံရောက်သွားတယ်နော်လင်းလက်မှတ်တဲစရာခိုးစရာအကုန်လုံးကိုစီစဉ်ပေးတယ်ပြီးတော့အဲ့ကျောင်းသားကအဲ့ဒီကျောင်းမှာအကြာကြီးတော့မတက်ဖြစ်ဘူးပြီးဆုံးတဲ့အထိပေါ့မတက်ဘူးမတက်ဘဲနဲ့သူထွက်သွားတယ်နောက်ထပ်ကျောင်းတစ်ခုထပ်ရောက်တယ်နောက်ထပ်ကျောင်းတစ်ခုမှာပဲနောက်ထပ်ခီးစဉ်တစ်ခုထပ်ပို့ပြီးတော့စီစဉ်တယ်လို့သိရပါတယ်ပြီးတော့မှသိလိုက်ရတာကအဲ့ဒီကျောင်းသားကခီးသွားလုပ်ငန်းထောင်ထားတာပါပြောရင်တော့ကျောင်းတက်တဲ့ဇရိတ်ထက်သူကျောင်းလာတက်ရင်းနဲ့ network လုပ်ပြီး business ရှာဝါတာကပိုရပါတယ်ဒါလည်းပညာရေးကနေတစ်ဆင့်ရနိုင်တဲ့အခွင့်အလမ်းတွေပြောတာပါ
အခုမိတ်ဆွေတို့လည်းတွေ့ရမှာပါတိန်းကိုတိန်းနဲ့ချီတဲ့တန်နဲ့နော်တိန်း10ခန်းနဲ့ရာခန်းနဲ့တင်တန်းနေရှိပါတယ်အဲ့ဒါတွေကိုလူတွေအပင်ပန်းခံပြီးတွတ်တက်ကြတာဟာဒီဆရာတွေပေးတဲ့ပညာထက်အဲ့ဒီဆရာကိုလာတက်တဲ့တန်တန်းသားအချင်းချင်းနှုတ်ဝရဖို့တွတ်တက်ကြတာပါစီးပွားရေးလုပ်ငန်းရှင်တွေကမအပါဘူးစီးပွားရေးလုပ်ငန်းရှင်တွေကလူလေတွေပါဒါကြောင့်မိတ်ဆွေတို့မစိုးရိမ်ပါနဲ့နော်motivation တင်တန်းနေတွတ်တက်နေတယ်AI တင်တန်းနေတွတ်တက်နေတယ်နော်ပြီးတော့ marketing တင်တန်းနေတွတ်တက်တယ်ဆိုပြီးတော့မိတ်ဆွေတို့အထင်သေးလို့မရဘူးသူတို့ဒီ330ပေးရင်အဲ့330တဲ့ပိုရတယ်ဆိုတာဆရာပေးလိုက်တဲ့ပညာထက်စားလို့ရှိရင်အဲ့ဒီမှာရှိတဲ့ network ကနေတစ်ဆင့်ရသွားတာပါမှန်မှန်ရကျွန်တော်လည်း Facebook ပေါ်မှာ post တစ်ခုဖတ်လိုက်ရတယ်ဟုတ်တယ်ကျွန်တော်ချက်ချင်းပဲ2ဆ3ဆပြန်ရသွားတယ်ဘာလို့လဲဆိုတော့အဲ့ကလူတွေကျွန်တော်ကိုအလုပ်အပ်လိုက်ကြလို့ပေါ့နော်ဟာသားအနေနဲ့ပြန်ပြောတာပါနော်ဘသူရယ်လို့တော့မဟုတ်ပါဘူးနော်ပြီးတော့နောက်တစ်ခုကတော့လူမှုရေးပါနော်အခုစပိန်စီးတဲ့လူတွေနော်ပြီးလို့ရှိရင်နော်ဟိုအပြစ်မှာကျွန်တော်တို့ဘာတင်ညာတင်ပေါ့ဗျာအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပါဝင်လှုပ်ရှားဆောင်ရွက်ပါဘာလို့လဲဆိုတော့ကျွန်တော်ဆရာကြီးမင်းသင်္ကားရဲ့ဖြစ်ချင်တာဖြစ်မောင်ဘာချစ်ဆိုတဲ့စာအုပ်လေးထဲမှာကျွန်တော်အသက်ကြီးမှပြန်ဖတ်တာပေါ့နော်တွေ့တာကဘာလဲဆိုတော့မမညိုလို့ခေါ်တဲ့ဘာချစ်ရဲ့ဇနီးရဘာချစ်ကို training နေရမှာဒီဘာသာရေးလိုက်စားဖို့လူမှုရေးလိုက်စားဖို့တော်တော် train ခဲ့တယ်အဲ့ဒီလူမှုရေးဘာသာရေးရပဲစီးပွားရေးအခွင့်အလမ်းတွေဖြစ်လာတာဒီလိုပဲအပြင်လောကမှာလည်းဒီလိုစီးပွားရေးအခွင့်အလမ်းတွေပွင့်လာတာရှိပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပုံမတိုးတက်အောင်မြင်ခြင်းနဲ့ရုန်းကန်လှုပ်ရှားရတာကိုမောလာပြီဆိုလို့ရှင်တော့အခုပြောတဲ့ချစ်ကုတ်လေးတွေတုံးကြည့်ပါဒါကတော့ချစ်ကုတ်ဆိုရကျွန်တော်ကသူများတဲ့2ဆ3ဆပို့တွေးပြီးတော့เนาะကျွန်တော်တို့စီးပွားရေးကိုเนาะဟိုပြောရင်တော့အကွက်မြင်မြင်နဲ့အတုံးချတဲ့နီးပေါ့ဗျာဘာသာရေးလုပ်ပါပြီးလို့ရှိရင်နောက်တစ်ခုကပညာရေးလုပ်ပါလူမှုရေးလုပ်ပါဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပိုတိုးတက်လာပါလိမ့်မယ်ပို့ပြီးတော့အောင်မြင်လာတာတွေ့ရပါလိမ့်မယ်ဒါကတော့အလွယ်ကူဆုံး3နည်းကိုမိတ်ဆွေတို့မျှဝေပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့မိုးရမြန်မာ ARD Business Center ရဲ့ founder ဖြစ်ပါတယ်ကျွန်တော်ရဲ့ယခုလိုမျိုးဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုရင် ARD Business Center Facebook YouTube TikTok စာမျက်နှာတွေပေါ်မှာမိတ်ဆွေတို့ရှာဖွေကြည့်ရှုလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ